အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုမောင်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရှမ်းမျိုးကနေကျန်းသားရှမ်းဖြစ်တော့ဆော့သွားမယ်စီးပြီးပါပတ်ဝန်းမှာတော့ level နေရာကြီးဖမ်းသွားမှာဖြစ်ပြီးတော့ရှမ်းရဲ့စီပါလာကိုယူသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့စလိုက်ကြရအောင်ကျွန်တော်ကရှမ်းဆိုတော့ဓားရင်ဝင်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဓားဝယ်ရမယ်နေရာပေါ့ပိုက်ဆံကတော့ကျွန်တော်တို့မှာ3000ပဲရှိရောကာရာနာလီပဲဝယ်လိုက်တော့မယ်ဗျာကျွန်တော်တို့ပတ်စံမရှိလေရှမ်းဖြစ်ဖို့ဆိုရင်တော့ဓားတစ်ချောင်းကတော့ရှိဖို့လိုရနော်အဲ့တော့ဝယ်လိုက်မယ်ဗျဓားလဲဝယ်ပြီးဆိုတော့အရန်ချမ်းနဲ့ရှမ်းပြောင်းကျွန်တော်ဂျင်းတော့သွားဆော့ရမယ်ပေါ့နော်အဲ့တော့လေဝယ်လိုက်အောင်မယ်ဗျကလေးဝယ်ပြီးဆိုတော့ကျွန်တော်တို့အစပထမကျွန်းကိုသွားပြီးတော့အိတ်ကကောင်းတွေကိုတတ်ရမယ်ထင်တယ်ဗျကဲအခုဆိုရင်တော့ကျွန်တော်အိတ်ကျွန်းကိုရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့ကျွန်းပေါ်တက်အောင်ပါကျွန်တော်တို့ကျွန်းပေါ်ရောက်ပြီဆိုတော့ level နည်းနည်းဖမ်းလိုက်အောင်မအေးပေးဘာလို့နေအောင်ဒီတိုင်းဆိုရင်တော့ကျွန်တော် level တက်တာနေလေပြီဗျ level တက်ဖို့ဆိုရင်ဒီကောင်ကြီးစီမှာ question တွေလောက်ရမယ်ဗျအဲ့တော့ကျွန်တော်တို့ဒေါ်လာ350ရဲ့ EAB 300ရမယ် quest တစ်ခုလောက်လိုက်မယ်ဗျာဒေါင်းစားလားထိုးနေကြော့ပါဒါဆိုရင်တော့ကျွန်တော်တို့ level ဖမ်းရအမြန်အောင်လို့အရင်ဆုံးဒီကောင်တွေကိုစုလိုက်မယ်ဟိုမှာဒေါင်းစားတစ်ကောင်ကပိတ်မိနေလာတန်းမှာရှင်ထိုးမလားကျွန်တော်ကရှမ်းဆိုတော့အရန်ကျန်းတယ်လေအဲ့တော့ဒီကောင်တွေကို3ကောင်ပေးတီးမှာဗျာမအေးပြီဒီကောင်တွေက3ကောင်ဆိုတော့ကျွန်တော်ကရှမ်းဖြစ်နေတယ်နည်းနည်းချရတော့နည်းတိုင်ပတ်နေရဗျာဒီကောင်တွေကတကောင်တော့ရော့တက်ပေးလိုက်ပြီလာလီမင်းတို့တွေက2ယောက်တယောက်ကဲ3ကောင်လုံးတီးသွားပြီဗျကျွန်တော် level 2တော့ရောက်သွားပြီကျွန်တော်တို့အခုဆိုရင်တော့ level 5တော့ရောက်သွားပြီပေါ့နော်အဲ့တော့ဒီကောင်စီမှာ question ယူရမယ်ကဲအခုကျွန်တော်ရှမ်းဆိုတော့ဓာတ်စီမှာ stat တွေအကုန်တင်လိုက်မယ်ဗျာပြီးရင် question ယူပြီးဟိုကောင်တွေကိုထပ်ပြီးတမပေးလိုက်မယ်မအေးဘေးဒါနောက်တစ်ကောင်စီမအေးဘေးနောက်ထပ်မအေးဘေးတကောင်လာ3ကောင်5ကောင်တကောင်ပေးရိုက်ယော့ကျွန်တော်ရဲ့ခုတ်ချက်တွေကပြင်းတော့ဒီကောင်နေတယ်ကြာမခံနိုင်ပါဘူးခဏနေရှောတော့မှာပါအနောက်ဆုံးမရမယ်ယော့မအေးဘေးကဲတကောင်ပဲကြံတော့ဗျယော့ကွာကဲနောက်ဆုံးတစ်ကောင်လည်းတေးသွားပြီဆိုတော့ကျွန်တော်လည်း level 7ရောက်ပြီလေအဲ့တော့ stat တင်လိုက်မယ်ဗျ stat တင်ပြီးသွားပြီဆိုရင်တော့နောက်ထပ် level တက်ဖို့အတွက် quest တစ်ခုထပ်ယူရအောင်မယ်ကဲအခုဆိုရင်တော့ကျွန်တော် level 7ကိုရောက်သွားပြီဗျာအဲ့တော့ရှိရ stat တွေအကုန်လုံးဓာတ်စီကိုပဲကျွန်တော်တင်လိုက်မယ်ဗျကျွန်တော် level ဖမ်းတာကြီးပဲပြနေရင်တော့ကျွန်တော် video ရှည်ပြီးတော့ကြာသွားလိမ့်မယ်အဲ့တော့ကျွန်တော် level ဖမ်းတာတွေကို speed နဲ့ပြလိုက်မယ်အခုဆိုရင်တော့ကျွန်တော်တို့ဒီတစ်ကောင်တက်လာရင် level 20တော့ရောက်ပြီပေါ့နော်ကျွန်တော် level 20လေးရောက်ပြီဆိုတော့ဂျန်ဂေကမြောက်မသားတွေကိုတွားချအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီယူလာခဲ့တဲ့လေကိုယူပြီးတော့ကျွန်တော်ဂျန်ဂေကိုတွားရမယ်ပေါ့နော်တို့မြင်လာတော့မသိဘူးမဂျန်ဂေဘက်မှာတိမ်ကျွန်းတွေ့လာကျွန်တော်တို့အဲ့ကျွန်းကိုလည်း level တွားဖမ်းမှုတွားရအောင်ပေါ့နော်ခုတော့ဂျန်ဂေတွားမှာပေါ့လေဘောခုံမိသွားတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဂျန်ဂယ်ကိုသွားရမယ်ပေါ့ဗျာနောက်ရှန့်ကတော့အသေးလဲကြိုးစားနေပေါ့ဒီဂျန်ဂယ်ကမြောက်တွေကိုတီးဖို့အတွက်အေးစစ်ပါပဲကျွန်တော်ဒါအရန်စတက်တွေအရန်တင်တာတော့ဒီကောင်တွေကိုအေးစစ်ခုတ်လိုက်မယ်
ကျွန်တော်ပြီးတော့ကျွန်တော်နှစ်စာ EAB ကုတ်လဲကျွန်တော်ထဲမှာယူထားတယ်အဲ့တော့တော့ဂျန်ဂယ်ရောက်တော့မယ်ပေါ့နော်အခုဆိုရင်တော့အဲ့အရှိမဂျန်ဂယ်ရှိရဆိုတော့နေလဲထွက်နေဆိုတော့ကျွန်တော်မြောက်တွေကိုတီးဖို့အတွက်အချိန်ကောင်းပဲပေါ့ဗျာကဲရောက်ပြီကဲကျွန်တော်ရောက်ပြီပေါ့နော်ဟာဒီနားလေးမှာကျွန်တော်တို့ဒီလေက 1P တွေကမီဟော့တို့ H တို့ရဲ့လေနဲ့တူတယ်ဗျကဲထားပါကိုလည်းပိုင်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဂျန်ဂယ်မှာကျွန်တော်တို့ quest ယူရမယ်ဗျအဲ့ဒါဘယ်နားလေးမှာလဲမသိဟောတွေ့ဒီဘက်မှာကဲဆိုတော့အဲ့လူစီသွားမယ်ပြီးရင် quest ယူမယ်ယူပြီးဒီမြောက်တွေကိုတီးမယ်ဗျာကဲဒီမှာဆိုရင်တော့ကျွန်တော်တို့ question အသစ်တွေနဲ့မြောက်တွေကိုချရတော့မှာဗျာအဲ့တော့ဒေါ်လာ80နဲ့2300 EAB ရတဲ့ဟာကိုယူပြီးတော့ကျွန်တော်မြောက်တွေကိုသွားပြင်းမယ်ဗျာမအေးပြီးမြောက်စုပ်ကဲမြောက်မှသားတွေလိုက်တီးလိုက်ကြရအောင်ဗျာကျွန်တော်ဒီနားလေးမှာမြောက်တွေကိုကျွန်တော်ရှင်းတာနည်းနည်းလေးကြာသွားတယ်ဗျအဲ့တော့နည်းနည်းမြန်ထားလိုက်တယ်ဗျာဒီနေရာအောင်နောက်ပြီးရင်မြောက်ဘရင်ကိုလည်းပြင်းပေးလောက်အောင်ပဲဗျာခုကမြောက်သားလေးတွေကိုအရင်ဆုံးသားပေါက်လေးတွေကိုရင်ပြင်းပေးနေတယ်သားပေါက်လေးတေမှကျွန်တော်မြောက်ဘရင်ကိုပုမယ်အခုဆိုရင်တော့ကျွန်တော်တို့ဂေါ်ဇီလာဖခင်ကြီးမြောက်ဘရင်ကြီးပေါ့ဗျာအဲ့ကောင်ကျွန်တော်တီးဖို့တော့ quest ယူမလို့ပေါ့ဗျာဆိုတော့ဂေါ်ဇီလာကင်းအဲ့ကောင်တက်ရင်ဒေါ်လာ2000နဲ့ကျွန်တော် EAB 9500ကြီးများတော့ရမှာဗျာအဲ့တော့ကျွန်တော်တန်နေဗျာတက်ရဆိုတော့ကျွန်တော်တို့အိမ်မြောက်စုပ်ကိုသွားတက်မယ်ဗျာမြောက်ဘရင်စုပ်ပေါ့အဲ့ကောင်သွားတက်မယ်ဒီကောင်တက်ဖို့လည်းကျွန်တော်ရှန့်ဆင်းသင်းဖြစ်နေဗျာမအေးပြီဒီကောင်ကျွန်တော် ACC တက်မယ်ဗျာဒီကောင်ဒိုင်းချရင်တော့ကျွန်တော်တို့ရှော့သွားလိုက်မယ်ဒီကောင်အဲ့စပယ်3နာရီကတော်တော်ကြီးစိုးတယ်ဗျာရော့တာယူလိုက်ရော့အဲ့စပယ်3နာတော်တော်စိုးတယ်ဗျာရော့လာလေးမြောင်းမာတာလိုက်ခဲ့ကျွန်တော်မြောက်မသားနဲ့စီးချင်းထိုးတော့ကျွန်တော်နိုင်သွားရပါတော့ကျွန်တော်9နာရီလောက်တေချာကွမ်းလိုက်တာlevel နေရာရောက်သွားပါပြီအခုဆိုရင်ကျွန်တော်ရှက်ရင်စီပါတာကိုယူလို့ရပြီပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်ယူလိုက်ကြရအောင်ပထမဆုံးကတော့ဂျန်ငယ်မှာရှိရဲ့အပြားလေး9ခုလိုက်နေရပါပဲဒီမှာတစ်ခုပြီးရင်fruit wool ရဲ့နေရာမှာတစ်ခုရှိရဗျကျွန်တော်အရင်လေးသွားလိုက်မယ်ကျွန်တော်ပတယ်ဖြစ်နေတယ်ဒီဟာလေးပါခွေးသားရကျွန်တော်နားလေးမှာတခုနေရပါမယ်နောက်ပြီးရင်တော့ကျွန်တော်တို့မြောက်မသားအကြီးစီတွားပါမယ်အဲ့ဘက်မှာ2ခုရှိပါတယ်အဲ့ဘက်သွားမယ်ပေါ့နော်ဒီဘက်မှာပါဒီအနောက်ကကြောက်တုံးလေးပေါ်မှာတခုရှိပါတယ်ဘယ်နားလေးမှာပါဒီနားလေးမှာတခုပါyo what နားနေရဘာကြီးတော့white cherry ရဲ့ကျောက်ဒါကဟက်ကီတွေလောက်တဲ့နေရာမှာသုံးတဲ့ berry နေမှာကျွန်တော်ယူလိုက်မယ်ဗျဆိုရင်တော့ဒီနားလေးမှာကတခုပါဒီတခုပြီးရင်တော့ပြီးပေါ့နော်ပြီးရင်တော့question ယူရဲ့နေရာဘက်မှာကျွန်တော်တို့အခုလေးရှိရပေါ့နော်8အောက်ထဲတွားပြီးတော့ကျွန်တော်မီးတုပ်ယူရမှာဗျဆိုတော့အဲ့မီးတုပ်ကိုကျွန်တော်တွားယူမယ်ဗျ no way ထိုးတော့မားနေဗျကျွန်တော်တို့လုပ်ခဲ့တာက4ခုပဲရှိသေးတယ်ဒီနားလေးမှာတစ်ခုရှိသေးတယ်ဗျတွေ့ပြီဒီနားလေးမှာဗျဒီတစ်ခုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဟိုဘက်ကလက်ဝက်အခန်းပွင့်သွားပြီဗျအဲ့တော့ကျွန်တော်လက်ဝက်အခန်းကိုဒီဘက်တရားကနေတွားမယ်ဗျာဟိုဘက်မှာဟိုကောင်နေချနေကျွန်တော်ထိသွားတယ်တတ်ထွက်သွားလိမ့်မယ်ဒီအောက်ထဲကိုဝင်လိုက်ပြီဗျကဲ9ခုလုံးနေသွားပြီဆိုရင်တော့ဒီအိမ်အောက်ထဲကိုရောက်မှာဗျာအဲ့တော့ဒီအပေါက်လေးတွေကိုဆင်းရမှာဗျဒီပေါက်လေးတွေကိုဆင်းပြီးတော့ကျွန်တော်မီးထုတ်ရပါဗျဒီပေါက်လေးအောက်ထဲမှာမီးထုတ်ရှိရဗျဒီမှာအရှိရမီးထုတ်ကိုယူရမှာပါဒီမှာရေးထားတော့လမ်းအောင်ဆန်းနဲ့တဲကန်နာမြေပြင်မှာတဲ့ငါ့ရဲ့အိမ်ဒီရှိနေတယ်တဲ့အခုတော့မောင်မိုက်ပြီး46ကတ်လို့တဲ့အတွင်းထဲကိုလင်းအောင်ယူဆောင်လာပြီးပါတယ်အဲ့တော့ကျွန်တော်တို့မီးထုတ်ကိုယူလိုက်မယ်ဗျ
ကျွန်တော်တို့မီးတော့ယူပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကျွန်းအောင်သွားဖို့အတွက်အပေါ်တက်မယ်ပေါ့နော်မီးတော့ကိုယူပြီးရင်ကျွန်တော်တို့ desert ကိုသွားမှာမလို့ကျွန်တော်သွားကြရအောင်ဗျကဲကျွန်တော်တို့တဲကနာကျွန်းကိုလည်းရောက်ပြီဆိုတော့ကျွန်တော်တို့အိမ်ရပြက်လေးကိုရှာရမယ်ဗျဒီအိမ်လေးဗျဒီအတွင်းထဲဝင်သွားရမယ်ဗျဒီအိမ်လေးအတွင်းထဲကိုပြီးရင်ဒီအောက်ကလေကားကိုစီးရမယ်ဗျဒီမှာ greeting နဲ့ကျွန်တော်တို့မင်္ဂလာပါတဲ့ကျွန်တော်တို့အောက်ကိုဆင်းမယ်ဗျကဲအောက်ကိုရောက်ပြီဆိုတော့ကျွန်တော်အဲ့တကားကိုမီးနဲ့ရှို့ရမယ်ဗျကဲအဲ့ဆိုရင်တော့မီးနဲ့ရှို့ကြည့်အောင်လောင်သွားပြီဗျခမားတို့နဲ့သူမရဲ့လေထဲကအိမ်လေးလိုပဲခဏနဲ့ပြည့်စည်သွားပါကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာခွက်လေးယူရမယ်ဗျကဲဒီမှာပြောထားတာကအကယ်၍မင်းကစွမ်းအောင်ရှာဖွေနေရဆိုရင်တဲ့ရိုးစင်းကြနေတဲ့နေရာကနေခွက်ထဲကိုရေဖြည့်လိုက်ပါတဲ့အေးတဲ့နေမှာတယောက်တည်းဆွန့်ပစ်ခံထားရတာအဲ့ဒါပြောပြရပါအောင်မယ်တဲ့အဲ့ဒါဇလန်းတဲ့ပုတ်ပါတဲ့ကျွန်တော်တို့ဒီရေခွက်ကိုယူပြီးတော့ရေသွားထည့်ရပါမယ်ရေက Frozen Village မှာသွားထည့်ရမှာဆိုတော့အဲ့ကိုသွားလိုက်ကြရအောင်ဗျရှေ့မှာ Frozen Village ကိုမြင်နေရပြီဗျကဲကျွန်တော်ရှမ်းရတော့မကြခင်စေးပါထားရမယ်ဆိုစိတ်အားကြီးထက်တန်နေဗျဆိုတော့ဒီမှာ live fruit စားရတဲ့ဘဲတယောက်ဘဲသွားနေနေပြီကဲကျွန်တော် Frozen ရောက်တော့မယ်ဆိုတော့ကဲရှေ့မှာဟာကားကြီးဗျဟာကားကြီးတေပေါ်တာပဲမေးပြီကျွန်တော်အဲ့လိုဟာကားကြီးဘန်းနေတယ်ဗျကဲကျွန်တော်တို့ Frozen Valley ရောက်ပြီဆိုတော့ကျွန်တော်အပေါ်လေးနည်းနည်းတက်ကြည့်အောင်ဗျကျွန်တော်တို့ရေရဖို့အတွက်ကျွန်တော်တို့ဂူအောင်ပါပါဒီကျွန်းရဲ့အနောက်ဘက်ကိုသွားရမှာပါဆိုတော့ဒီပေါ်တစ်ချက်တက်လိုက်မယ်နောက်ပြီးဒီမှာတော့ဒီဂူထဲဝင်ပြီးတော့ရေစိမ့်ကြတဲ့ဟာကိုခတ်မှာဗျာကဲကျွန်တော်ဒီမှာရေစိမ့်ကြတဲ့နေရာတွေ့လာဗျအဲ့ဒါလေးပေါ်ကနေရေကြတာစအောင်မယ်ဗျကဲအခုဆိုရင်တော့ကျွန်တော်တို့ရေရသွားပါပြီကျွန်တော်တို့ရေခတ်ပြီးသွားပြီဆိုရင်တော့ဆရာကြီးရေးလီစီကနေပြီးတော့ဟာကီတင်လိုက်ပါမယ်ကဲဆရာကြီးရေးလီစီမှာဟာကီတင်ဘယ်လောက်ကြာမလဲလို့ကျွန်တော်ကြည့်လိုက်မယ်ဗျကဲကျွန်တော် aura ကိုနှိပ်လိုက်မယ်2000ခွဲတယ်ဗျကဲကျွန်တော်တင်လိုက်ပြီဗျ aura ကိုတော့ဖေး aura ဖွင့်တာကျွန်တော်အရန်ကြမ်းသွားပြီကျွန်တော်တကယ်ရှမ်းအစ်စ်ဖြစ်တော့မှာပဲနောက်ရေခတ်ပြီဆိုတော့ဒီကျွန်းပေါ်ကအဖိုးကြီးကိုကျွန်တော်ရေသွားတိုက်ရမယ်ဗျဆိုတော့အဲ့အဖိုးကြီးစီကိုကျွန်တော်သွားလိုက်ကြရအောင်တော့အပေါင်မားနေလက်ခွန်းတော့ဒီပေါ်တက်မယ်နောက်တဲ့ power gen တခုခုံလိုက်မယ်ခုံလို့မရပါဘူးကျွန်တော်အရန်နှုတ်သေးပါတယ်အဲ့တော့ကျွန်တော်ဒီဘက်လေကားဘက်ကနေတက်ပါမယ်တစ်ဆင့်ခုံမယ်ဗျနှစ်ဆင့်လုံးခုံလိုက်ပြီကဲအဲ့ဆိုရင်တော့ကျွန်တော်ဒီအိမ်ထဲကအဖိုးကြီးကိုရေတိုက်ရမှာပေါ့နော်အဖိုးကြီးရောရေတော့အဖိုးကြီးကိုကျွန်တော်ရေတိုက်ပြီးတာတော့မှသူကသူ့သားစီကိုလက်ဆောင်ယူသွားခိုင်းပါတယ်ကျွန်တော်မယူသွားခြင်းပေမဲ့လေမယူသွားရင်ရှန်သားမရဘူးပေါ့နော်အဲ့တော့ယူသွားပါမယ်အဲ့ဒီအဖိုးကြီးရဲ့သားက Pirate Valley မှာရှိတာပါကျွန်တော်အဲ့တော့ Pirate Valley ကိုဆက်သွားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်းမောစီပြန်သွားရမယ်ဗျPirate Valley ကဘယ်နားလေးမှာရှိရလဲဆိုတော့ကျွန်တော်တို့ဒီနားလေးမှာရှိရပါတော့ဒီအပေါ်ကအဲ့ကျွန်းက Pirate Valley ပါဒီဘက်ကကျွန်းပါကဲကျွန်တော်တို့မြေပုံလဲကြည့်ပြီးသွားပြီဆိုတော့အဲ့ Pirate Valley ကိုကျွန်တော်တို့သွားလိုက်ကြရအောင်ဗျကျွန်တော်တို့ Pirate Valley ဆိုတဲ့ကျွန်းကိုသွားဖို့အတွက်ကျွန်တော်တို့ဒီတင်းမောပေါ်ပြန်သွားမှရမယ်ပေါ့နော်မောရင်တော့ပူကြလိမ့်မယ်ဗျကျွန်တော်တင်းမောပေါ်တက်ရမယ်ဗျကဲတက်ပြီးသွားရင်တော့ဝိုင်မောင်းလေးမောင်းမယ်ပေါ့ဗျာအရှိမဆိုရင်တော့ကျွန်တော် Pirate ကျွန်းမြင်နေရပါပြီကဲကျွန်တော်ရှမ်းရလဲမကြခင်ကျွန်တော်ကီးရမှာနော်ကီးရတော့မယ်ပေါ့နော်အဲ့ကီးရရင်ကျွန်တော်တို့ရှမ်းကိုဖွင့်ပြီးတော့အဲ့ရှမ်းကိုတက်လိုက်ပြီးဆိုတော့ねကျွန်တော်တို့စိတ်ပါဆိုတဲ့အမိုက်စားသားရမှာပေါ့နော်ကဲဆိုတော့ကျွန်တော်ကျွန်းကိုရောက်ပြီဗျကျွန်တော်ကျွန်းကိုလည်းရောက်ပြီဆိုတော့ Richman ဆိုရယ်သူ့ရဲ့တားကိုရှားရမယ်ဗျဘယ်မှာလဲတော့မသိပြီမဲ့ကျွန်တော်ပတ်ရှာကြပါပေါ့ဒီမှာဆိုရင်တော့ကျွန်တော်တို့စမ်းကြီးရဲ့ခြေထောက် fighting star ဝယ်လို့ရပါတယ်အဲ့ဒါကျွန်တော်ကတော့ရှန့်ဆိုတော့မဝယ်တော့ပါဘူးဒါကတော့ဟိုဘဲကြီးရဲ့သားပါ Richman နဲ့ကဲသူ့စကားပြောလိုက်ပါမယ်သူ့ဖေကိုကူညီရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့သူ့ပိုက်ဆံတွေကိုခေါင်းဆောင်တယောက်ကခိုးယူသွားတဲ့အတွက်ပြန်ယူပြီးရင်လက်ဆောင်ပေးနိုင်တယ်လို့ပြောပါတယ်အဲ့ဒါကြောင့်ခိုးသွားတဲ့ကောင်ကျွန်တော်ကသွားပြီးဖြင်းပေးရပါအောင်မယ်
အဲ့ကောင်ကကျုံးသေးသေးလေးမှာရှိရဆိုတော့ကျွန်တော်တို့သွားကြရအောင်အရှိရကျုံးသေးသေးလေးမှာအဲ့ကောင်ရှိပါတယ်ဆိုတော့အဲ့ကောင်ကိုကျွန်တော်တို့သွားပြင်းရပါမယ်ဆိုတော့စောင့်ကြည့်ကြပါအောင်ကျွန်တော်တို့အဲ့ကောင်ဘယ်လိုပြင်းပေးမလဲဆိုတော့တခိုးကိုပြီးရင်ပြင်းမှာဖြစ်ပါတယ်ကျွန်တော်အရန်ချမ်းနေပါပြီဘာလို့လဲဆိုတော့ကျွန်တော် level 200ဖြစ်တဲ့အပြင်ကျွန်တော် stat တွေကိုလည်းအများကြီးတင်ထားပါတယ်အဲကြောင့်မလို့ဒီကောင်ကိုကျွန်တော်နိုင်ပါတယ်ကဲဒီကောင်ရဲ့ကျုံးကိုရောက်ပြီဆိုတော့ကျွန်တော်ကိုပေါ့ဝါကိုလိုက်ရှာရမယ်ဗျအရန်မောင်းနေတော့ကျွန်တော်ဘာမှမမြင်အောင်ဗျဒီအပေါ်မှာလားမသိဘူးဟုတ်သေးပါဘူးအဲကြောင့်ကိုပေါ့ကတော့အပေါ်မှာတော့မထားတော့ဗျကျွန်တော်ဒီကြားတနေရာမှာတော့ရှိမှာဗျကျွန်တော်ဒီကြားထဲနေမှာဗျအရမ်းမောင်နေအောင်မမြင်အောင်ဗျနောက်ကြားထဲတော့ရောက်သွားပြီဒီကောင်ဗမာလဲကျွန်တော်ဒီကောင်ကတ်နေတာဘလို့ပုံနေတာဒီကောင်လာတယ်မအေးပြီလာတယ်မှာတခုမအေးပြီတခုမှလားမအေးပြီလာခဲ့တာမအေးပြီမအေးပြီမင်းအောင်နိုင်မထင်းနေရလားမအေးပြီမအေးပြီငါ့ကိုနိုင်မထင်းနေရလားကဲဒီကောင် Richmond စီကျွန်တော်သွားစကားပြောဖို့ချိန်ရောက်ပြီနော်ကျွန်တော်တို့ဒီမှာတခိုးကိုပြင်းပြီးသွားပြီဆိုတော့ဟို Richmond ဆိုဘဲစီကိုကျွန်တော်ပြန်သွားပါမယ်ဟဲ့လူခမားပတ်စံခိုးရတခိုးတက်ပြီးပြီသူ့ရဲ့ပတ်စံနေပြန်ယူလာပြီးရတဲ့ကျေးဇူးပါတဲ့ကျွန်တော် reward အနေနဲ့ကျွန်တော်ရှန့်ကိုခေါ်လို့ရမယ်တော့လေးပေးလိုက်ပါလေဗျာအခုဆိုရင်ကျွန်တော်တို့ကတော့ရပါပြီတော့ရရင်တော့ကျွန်တော်တို့ဂျန်ငယ်ကိုပြန်သွားပါမယ်ကဲဂျန်ငယ်ကိုရောက်ပြီဆိုတော့ကျွန်တော်တို့ဟို fruit roll တဲ့နေရာကိုကျွန်တော်သွားရမယ်ပေါ့နော်အိမ်သားလေးမှာမှကျွန်တော်တို့ရှန့်ကို roll တဲ့ဟာကိုဖွင့်လို့ရအောင်ပေါ့နော်ကဲကျွန်တော်ညလေးရောက်နေမှောင်နေဆိုကျွန်တော်အပေါ်တက်ကြရအောင်ဗျဒီနေရာလားမဟုတ်ဘူးဗျဒီနေရာမဟုတ်ဒီရဲ့အောက်မှာဗျကဲဒီရဲ့အောက်မှာကျွန်တော်တို့ဒီကီးနဲ့တကားဖွင့်ရမယ်ဗောနော်ဒီတော့ကိုကန်ပြီးတော့ဒီနားမှာဖွင့်လိုက်ရင်တော့ဒီအထဲက chance ဘောက်တက်လာရင်ဓားရပြီဗောနော်ကျွန်တော်အနေနဲ့ level 200ပဲရှိသေးတော့အဲ့ဒီဘောက်လုံးဝမနိုင်နိုင်ဘူးဗောနော်အဲ့ဒါကြောင့်ကျွန်တော်ရဲ့တငယ်ချင်းကိုအကူအညီတောင်းထားပါတယ်ကျွန်တော်တငယ်ချင်းနဲ့အတူအဲ့ဒီဘောက်ကိုတက်မှာပါကဲဆိုတော့သွားလိုက်ကြရအောင်ကဲအခုဆိုရင်တော့ဒီဘောကအထဲထဲမှာပေါ်နေပြီပေါ့နော်ပြီးတော့2ချက်လောက်ရလိုက်မယ်ရှော့ကျွန်တော်ပြောပါရဲ့မနိုင်ပါဘူးဆိုတာအရန်ပြင်းပါရဲ့ကျွန်တော်2ချက်လောက်ခုတ်တာနဲ့ကျွန်တော်အသက်ထွက်သွားပါတယ်ကဲဒါပေမဲ့လည်းကြိုးစားရမယ်ဗျဒီကောင်ထားရတယ်တော့ကျွန်တော်တီးမှရတယ်ဒီကောင်ကဲကြော့ကွာရှမ်းစင်းနဲ့ရှမ်းတူးနဲ့လို့ဖြစ်နေမအေးပြီးရှမ်းဒီနှစ်ကောင်ဘာလာလို့တော့ရှော့ဟောတစ်ချက်ပဲခုတ်သွားတယ်မအေးပြီးရှမ်းကဲကျွန်တော်တကယ်ကြီးကူတက်ပေးနေရပါတော့ဟောရင်တော့ကျွန်တော်လည်းမနိုင်ပါဘူးမအေးပြီးရှမ်းကျွန်တော်ကမအေးပြီးရှမ်းကိုခုတ်လိုက်ပြေးလိုက်လုပ်နေရတယ်ပေါ့နော်ဟောရင်တော့ကျွန်တော်ရှော့မှာပါမအေးပြီးရှမ်းကျွန်တော်နားလေးကတ်နေမှရမယ်သူရတော့မရှိတော့မအေးပြီးရှမ်းရှော့ကျွန်တော်ပြောပါလေကျွန်တော်ဒီကောင်မနိုင်ပါဘူးဒီကောင်အရန်တမ်းမိတ်ပြင်းပါလေခုကတော့နေသားကြီးကွာနေပေါ့ဒါပေမဲ့ဒီကောင်ကျွန်တော်ကျန်းတဲ့ခါကျရင်လာတတ်ပါပဲမအေးပြီးရှက်ဟောလွဲနေပြေးတာမအေးပြီးရှက်မအေးပြီးရှက်ဒါခဲ့လားမအေးပြီးရှက်ရပြီပေါ့နော်ကျွန်တော်တို့ဒီ boss လဲတေသွားပြီဆိုတော့ကျွန်တော် inventory ထဲမှာကျွန်တော်တို့ရှက် saver ထားရပြီပေါ့နော်ကျွန်တော်တို့ဒီတိုက်ပွဲကြီးအပြီးမှာတော့ကျွန်တော်နောက်ဆုံးတော့ saver ထားဆိုရယ်ရှက်ရထားရသွားပါပြီဆိုတော့ကျွန်တော်ရသွားပြီဆိုတော့ကျွန်တော်တငယ်ချင်းနဲ့အတူကျွန်တော်ဒီ saver ထားကို mastery သွားတင်မယ်ပေါ့နော်mastery သွားတင်မယ်ဆိုတော့ကျွန်တော်တို့ဟိုနောက်ဆုံးကျုံကိုသွားမယ်ဗျာဟို cyber ကောင်ကြီးရှိတဲ့နေရာပေါ့ Frankie ဆိုရဲဘဲလေအဲ့ဘဲရှိတဲ့နေရာစီကျွန်တော်တို့သွားမယ်ဗျာကျွန်တော်တို့အဲ့ဒါမှ mastery တက်တာမြန်မှာပေါ့နော်ကဲကျွန်တော်တို့သွားထားရဗျ
တွားတဲ့နေရာမှာကျွန်တော်နည်းနည်းလေးကြာတော့ကျွန်တော် speed လေးနည်းနည်းတင်ပြီးတော့ကျွန်တော် bro တို့ပြတာဗျကျွန်တော်ရှမ်း pirate တင်းမောမစီးဘဲနဲ့ marine တင်းမောစီးတွေရောနည်းနည်းအထားတော့မကြောက်ဘူးဗျကဲကျွန်တော် level တင်မဲ့နေရာတော့ရောက်ပြီဗျကျွန်တော်2ယောက် level တင်တာနိုင်ခွက်လောက်တော့ကြာသွားပြီဗျဒါပေမဲ့လည်း easy ပါပဲကျွန်တော်ရှမ်းဆိုတော့ကျွန်တော်ရဲ့ဓာတ်ကို spare အကုန်ပွင့်အောင်လုပ်ရမှာကျွန်တော်အကုန်လုံးပတ်ပြီးတီးပေးတာဗျကျွန်တော်တငယ်ချင်းနဲ့အတူဒီတကောင်တက်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့စီပါတာ skill set ပွင့်သွားပြီပေါ့နော်ဟော skill set နဲ့လိုက်ချမယ်ဒီ Frankie ဆိုရဲ့ဘဲဟာဟိုရှမ်းထက်တောင်ပိုပြီးကျန်းနေဗျရှမ်းဆိုရင်ကျွန်တော်2ချက်လောက်တီးရတယ်ဗျဒါပေမဲ့ဒီဘဲကကျွန်တော်တစ်ချက်ပဲတီးသွားပါတယ်ကျွန်တော်အကြောင်းအရန်စိတ်တက်ကြပါပါတယ်ကျွန်တော်အားနဲ့ထပ်သွားပါတယ်ကျွန်တော်ထပ်တီးပါတယ်ထပ်ရှော့သွားပါတယ်ဗျာကျွန်တော်တို့ 1P ထဲမှာတော့ဒီကောင် Frankie လို့ခေါ်တာပေါ့နော်ဒီမှာကတော့ဘာနာမည်လဲဆိုတာတော့ကျွန်တော်လည်းမသိဘူးပေါ့ game ကလည်းခုမှစဆော့ပူတာဆိုတော့ကျွန်တော် level တင်ဖို့တော်တော်ကြိုးစားလိုက်ရတဲ့အချိန်မှာဒီရှောင်းတက်လိုက်တော့ဘာမှမရပါဘူးအဲ့ဒီနောက်မှာတော့ကျွန်တော်တငယ်ချင်းရဲ့အကူကြီးနဲ့ Saber Match ကိုနိုင်ဝက်လောက်ဖမ်းခဲ့ရပါတယ်ဆိုတော့ဒါကတော့ skill set ပါကဲကျွန်တော် skill သုံးပြပါမယ်နော် skill သုံးပြပါမယ်ဒါကတော့ကျွန်တော်တကယ်ချင်းပါဒါကတော့ skill set ပါရမ်းမိုက်ပါတယ်ဟောင်းကျွန်တော် skill H ကိုသုံးပြပါမယ် skill 2ပေါ့စောင်းရမ်းကျမ်းပါတယ် skill 8ကတော့စောင်းရမ်းလည်းလှပါတယ်မြဲကျွန်တော် enemy နဲ့ဆန်းပြပါမယ်ဒီဘက်ကောင်လေးနဲ့ဆန်းပြပါမယ်တစ်ချက်ပဲခုတ်ပါမယ်စောင်းရမ်းကျမ်းပါတယ်ကျွန်တော်ဒီကောင် skill 8နဲ့skill set ဖိန်ဒါပေမဲ့လည်းမသေးပါဘူးကျွန်တော်အရင်နှုတ်သေးပါတယ်နောက်တစ်ခါ skill သုံးပြပါမယ်ဒါတော့ကျွန်တော်မဟုတ်ပါဘူးကျွန်တော်တင်ငယ်ချင်းပါကဲအားလုံးပဲဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကိုဆက်ကြည့်ခြင်းနဲ့ဆိုရင်တော့ like and subscribe လေးနဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါဗျကဲ Telegram မှာလည်းကျွန်တော် Live Vidan တူတူဟန့်ပေးပါတယ်အဲ့တော့လာခဲ့ကြပါဗျကဲအားလုံးပဲ see you the next day